အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသည်ဗျအားလုံးပဲမင်္ဂလာပါအားလုံးပဲကျွန်တော်ရဲ့ဒါဒူးဒီကျွန်တော်ရဲ့ဒါဒူးဒီစူပါလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုယ့်မှာအားလုံးပြန်လည်ပြီးတော့နေပြီးတော့ကြိုလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာပါလို့စကားလေးမပြောခင်ကိုလေးကိုချစ်တဲ့သူတွေတော့ဝမ်းသာတဲ့စကားတစ်ခုပြောအောင်မယ်ကျွန်တော်ချစ်တဲ့ကျွန်တော်ရဲ့ဒါအကောင့်တူတွေပေါ့ဗျာအကောင့်တူတွေလို့အရင်ကျွန်တော်ပြောနေတဲ့လူတွေကဟုတ်နေခင်းကကျွန်တော်ဒါလိုက်လွှင့်နေနဲ့ပြတ်သွားတယ်ဗျနော်အဲ့လိုလဲဖြစ်ကောတချို့ကျွန်တော်ကိုလာပြီးတော့အကောင့်တွေပြန်ပေးကြတယ်ဗျသူတို့အကောင့်တွေကိုယူပါတဲ့သူတို့အကောင့်တွေကိုယူပါဆိုပြီးကျွန်တော်အကောင့်တွေပြန်ပေးတယ်နော်သူတို့အကောင့်တွေကိုယူပါဆိုပြီးတော့ကျွန်တော်ဟိုပြန်ပေးတယ်နော်တကယ်ဗျာသူတို့ဘာသူတို့ရင်တော့ကျွန်တော်ပေါ်ကျွန်တော်ရှိကျွန်တော်အကောင့်တွေကျွန်တော်ဗီဒီယိုတွေဘယ်လိုပဲယူသုံးနေပြီမဲ့သူတို့ရဲ့စိတ်နေစိတ်ထားတစ်ခုတော့ကျွန်တော်တော်တော်သဘောကျတယ်ဗျနော်အဲ့တော့ကြောင့်သူတို့ကျွန်တော်ကတော့ဒါသူတို့ပေးတဲ့အကောင့်တွေနဲ့ကျွန်တော်အခုဒါအလုပ်ပြန်လုပ်တာပေါ့နော်ကျွန်တော်မိတ်ဆွေတွေနော်ဒါကိုလင်းအစ်စ်တင်နဲ့အရင်တော့ကြာကျွန်တော်ပြောတဲ့ဟိုအတူလို့ပြောနေတဲ့အကောင့်တွေကနေကျွန်တော်တင်ပေးတာပါဗီဒီယိုလိုက်တော့မလွှင့်တော့ဘူးဗျကျွန်တော်ဗီဒီယိုပုံမှန်တင်ပေးမယ်ဒီလိုစကားပြောရဲဆိုတွေကမိတ်ဆွေတို့တွေးကြည့်လိုက်နော်ဒီကနေ့ကကျွန်တော်လိုက်လွှင့်နေတဲ့ဗီဒီယိုကတစ်ခါပြတ်သွားလွှင့်နေတဲ့ကိုပြတ်ကြသွားတာနော်အခုကျွန်တော်ဒီညတင်ပေးလိုက်တဲ့ညနေအများနဲ့ဗီဒီယိုလေးပဲတင်ပေးပါမယ်နော်ဗီဒီယိုလေးတွေပဲတင်ပေးမှဖြစ်တဲ့မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကကိုလင်းရဲ့အခုဒူးဒီအခုမိတ်ဆွေတို့ကြည့်နေတဲ့စူပါလင်းဆိုတဲ့YouTube channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေကကိုလင်းကိုအခုတွေ့ပြီးမြင်ပြီဆိုရင် channel လေးကို subscribe မလုပ်ထားဖို့နှိပ်ပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါနော်ပြန်ပေးတဲ့ကျွန်တော်အကောင့်တွေပြန်ပေးတဲ့ညီလေးကိုလည်းညီလေးတွေပေါ့ညီလေးတယောက်တည်းမဟုတ်ဘူးညီလေးတွေနော်ညီလေးတွေကိုလည်းကျေးဇူးတင်ပါတယ်တချို့ကလည်းပြောတော့ကိုလင်းနဲ့ကျွန်တော်ပြောနေတာကိုပဲမြင်နေတယ်တဲ့ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကိုလင်းပြောနေတာကိုပဲကျွန်တော်ကျင်တတ်တယ်ကျင်ပြောနေမြင်နေတာပါဗျာဆိုပြီးတော့နော်ကျွန်တော်သူတို့လုံနေတဲ့အကောင့်တွေကျွန်တော်ပြန်ပေးတယ်ဗျနော်အခုအဲ့အကောင့်နေနဲ့ပဲကျွန်တော်အခုဗီဒီယိုလေးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲနော်မိတ်ဆွေတို့ကျွန်တော်ရဲ့အခုကိုလင်းဆိုစူပါလင်းဆိုတဲ့ YouTube channel လေးကိုခုတွေ့တဲ့သူခုမြင်တဲ့သူက channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ကဲအားလုံးပဲမင်္ဂလာပါနော်နေခင်းကကျွန်တော်လိုက်လွှင့်နေနဲ့ပြတ်သွားတယ်ဗျဒါပေမဲ့အဲ့နေခင်းကသာကျွန်တော်ညနေခင်းကပေးမဲ့ဝမ်းချင်းကကျွန်တော်နှစ်ခွန်ဝမ်းချင်းဒါပေမဲ့ကျွန်တော်ပေးမဲ့နှစ်ရှစ်တော့မပါပါဘူးပြန်ကနန်းတော့မပါပါဘူးနော်ဒါပေမဲ့ပေးလေညနေကဝမ်းချင်းတော့ပဲမှန်ပါဗျနော်ကဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒါမနက်ဖြန်တောက်ကြနေပေါ့ဗျာတောက်ကြနေပေါ့3ရက်ပေါ့3ရက်4လပိုင်းနော်3ရက်4လပိုင်း2026ကျွန်တော်တို့တောက်ကြနေ7နိုင်တင်တော့ကိုကျွန်တော်ပြောပါတော့မယ်ဒေချာလေး website နားထောင်ပေးပါနော်ဒေချာလေး website နားထောင်ပေးပါကျွန်တော်ဗီဒီယိုလေးတွေကိုနေ့စဉ်မပြတ်ပုံမှန်တင်ပေးပါမယ်ဒီအကောင့်ကနေနော်သူတို့အကောင့်နေမှန်များကိုကျွန်တော်ကိုပေးတယ်နော်ကိုလေးပြောနေတာပဲမြင်နေဗျာတဲ့နော်ကျေးဇူးတင်ပါတယ်လို့ပဲဒီကနေပဲပြောချင်ပါတယ်နော်ကိုလင်းကိုအခုကပြောမှဆိုအကောင့်တွေမရှိတော့ဘူးကိုလင်းမှာနော်အကောင့်ကတော့ကုန်တာကျွန်တော်မှအကောင့်တွေအများကြီးပြီမဲ့အကုန်ကုန်တာဒါပေမဲ့ပြန်ပေးတဲ့ညီလေးတွေကိုလည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ပြီလားအဲ့ဒါလေးဥစားပထမပြောချင်ပါတယ်ဒါကိုလင်းအစ်စ်ပါကိုလင်းအစ်စ်တင်တဲ့ဗီဒီယိုပါဟုတ်ပြီလားအဲ့ဒါကြောင့် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေကကိုလင်းရဲ့ဒီ channel လေးကို subscribe မလုပ်ရသေးနှိပ်ပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျနော်ဟုတ်ပြီလားကဲအားလုံးကျွန်တော်တောက်ကြနေလေးတော့သွားမယ်ဗျနော်ဒါစိန်မာစာခီကျွန်တော်တို့နှစ်ခွန်3ည4ခုနှစ်ကြီးရဒီညနေတာနှစ်8ဆိုပြီးတော့ပြန်ကနန်းတော့ထွက်သွားတယ်ပေါ့နော်ခက်ပန်အတွက်ကိုကျွန်တော်ပြောပေးမယ်တောက်ကြနေ7နိုင်10မိနစ်အတွက်ပေါ့နော်တောက်ကြနေ7နိုင်10မိနစ်ကိုဒါကိုမားတွေဒေချာလေးဗီဒီယိုလေးကိုမရွေးမကြော်ပဲဒေချာလေးပြီးဆုံးအောင်ကြည့်ပြပါတောက်ကြနေ7နိုင်10မိနစ်ကိုကျွန်တော်ကင်မဝမ်းကြီးလေးကတော့နော်နှစ်ခွန်ဝမ်းကြီးပဲဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းကြီးပဲဖြစ်ပါတယ်တောက်ကြနေ12နာရီ10မိနစ်ကိုကျွန်တော်ကင်မယ်ဝမ်းချင်းနော်မနက်ဖြန်ကျွန်တော်တို့ဒါ3ရက်ပေါ့ဗျာ3ရက်4လပိုင်း2026တောက်ကြနေ12နာရီ10မိနစ်ကိုကျွန်တော်ကင်မယ်ဝမ်းချင်းကနှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းမှာကိုလင်းကဘာလေးတွေကြိုက်လဲကိုမတွေကမေးမယ်ဆိုကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကနှစ်နဲ့ပတ်သက်လာရင်23 24 25 29ဆိုတဲ့ကဏ္ဍလေးတွေကြိုက်ပါတယ်နော်နှစ်ကြလာခဲ့မယ်ဆိုကျွန်တော်တဲ့ကဏ္ဍလေးတွေက
23 24 25 29နော်နည်းနည်းပတ်သက်ရင်ကိုလင်းကြိုက်တဲ့ကဏ္ဍလေးတွေက23 24 25 29နော်ဝိုင်းချင်းကနှစ်ခွန်နည်းနည်းပတ်သက်လာရင်နှစ်ကိုကျွန်တော်က3 4 5 9နဲ့ကပ်ပေးထားတာပါနော်နှစ်ခွန်ဝိုင်းချင်းကို3 4 5 9နဲ့ကပ်ပေးထားတာပါနှစ်3နှစ်4နှစ်5နှစ်ကိုခွန်3ခွန်4ခွန်5ခွန်9ဆိုတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်နော်ဝိုင်းချင်းကနှစ်ခွန်ကျွန်တော်က3 4 5 9နဲ့ကပ်ပေးထားတာပါဟုတ်ပြီလားကဲအဲ့ဒါပြီးရင်ကျွန်တော်ရဲ့ဒါကျွန်တော်ရဲ့စိန်မာစတာကီကတော့မနက်ဖြန်တောက်ကြနေအတွက်ကို83တစ်ကီဖြစ်ပါတယ်နော်စိန်မာစတာကီတော့ကျွန်တော်ရဲ့စိန်မာစတာကီကတော့83တစ်ကီဖြစ်ပါတယ်ကဲအဲ့ဒါပြီးရင်ကျွန်တော်အကြိုက် main တင်ခွက်နော်ကျွန်တော်အကြိုက် main တင်ခွက်ကတော့တောက်ကြနေ7နာရီ10မိနစ်ကိုကျွန်တော်ကိုလင်းကြိုက်တဲ့ main တင်ခွက်ကတော့ခွန်4ရယ်ခွန်5ရယ်8 5ရယ်ဖြစ်ပါတယ် main တင်ခွက်ခွန်4ခွန်5 8 5ဖြစ်ပါတယ် main တင်ခွက်ခွန်4ခွန်5 8 5ကတော့ main တင်ခွက်ဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့တောက်ကြနေ7နာရီ10မိနစ်ကိုအားလုံးပဲပိုင်ဆိုင်ကြပါစေကျွန်တော်နောက်ပတ်တွေမှာလည်းကျွန်တော်ဒီအကောင့်တွေကျွန်တော်ဗီဒီယိုလေးတွေပုံမှန်တင်ပေးပါမယ်နော် like တော့လွှင့်လို့မရဘူး like လွှင့်ရင်အကောင့်တွေပြတ်လို့နော်ဗီဒီယိုလေးပုံမှန်တင်ပေးမယ်ကျွန်တော်မိတ်ဆွေတွေအားလုံးက channel လေးကို subscribe မနေရသေးတဲ့သူတွေကဒီ channel လေးကို subscribe နေပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဒီအကောင့်ကကိုလင်းအစ်စ်နော်ဘာကြောင့်အစ်စ်ဆိုတာကျွန်တော်ပြောပြပြီးသွားပြီဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကတက်တာပါ good night ပါအိမ်မက်လာမကြပါသေးအားလုံးမနက်ဖြန်နေခင်းမှာကျွန်တော်ပြန်ဆုံကြမယ်ဗျာဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာပါ good night ပါအိမ်မက်လာမကြပါသေး